ခေလူငယ်မှန်ရင်ဒါလေးကိုစောအောင်နားထောင်သွားကိုဘွားအတွက်သင်ခန်းစာရမယ်ဆိုရင်ပေါ့ဒါလေးကိုနားထောင်လို့အကျိုးမရှိဘူးဆိုကျွန်တော်ကြိုက်လို့လာပြောပြသင်ခန်းစာရရဆိုလို့ရှိရင်တော့ကိုယ့်ရဲ့တငယ်ချင်းတွေပါသိရှိရအောင်လို့ဒီပို့လေးကို share သွားပေးလူငယ်မှန်ရင်အသက်18နှစ်ကနေပြီးတော့မှအသက်40အတွင်းဘာမှမစင်စားနဲ့အိမ်အောင်ပြုတ်တာတွေမပြုတ်တာတွေမိသားစုအနာဂတ်တွေပါတွေအဲ့ဒါတွေခေါင်းနဲ့ခဏဖယ်ထားကိုလက်ရှိအသက်ရှင်နေတဲ့အချိန်မှာငွေကိုဘလို့ရအောင်ရှာဖွေမလဲဆိုတဲ့အရာသာခေါင်းထဲမှာထည့်တာလူဘဝဆိုတာတိုးတယ်ဆိုပေမဲ့အချိန်ကာလကတကယ်တမ်းဆွဲဆန့်မယ်ဆိုရင်အကြာကြီးပဲဗျအဲ့အကြာကြီးအထက်ထဲမှာအကျိုးရှိစွာအသုံးချဖို့အတွက်လိုအပ်တယ်အဲ့ဒီအကျိုးရှိစွာအသုံးချနေတဲ့အချိန်မှာအသက်40မပြည့်ခင်မှာငွေကိုသာရအောင်တင်းကြုံပြီးရှာဖို့လိုအပ်တယ်အသက်40ပြည့်သွားလို့ငွေမရှာနိုင်ဘူးဆိုရင်ဘဝမှာနောင်တရစရာတွေအများကြီးရှိတယ်ကဲဟုတ်ပြီအသက်40မပြည့်ခင်မှာငွေကိုရအောင်ရှာဘယ်အလုပ်ပဲနီးလန်းနဲ့မဆိုရအောင်ရှာအသက်40ပြည့်သွားလို့40နဲ့60ကြားဝင်းကျင်ရောက်သွားပြီဆိုရင်အမဘဝကိုစပြီအဲ့ဒီအချိန်မှာနှစ်ချက်ရွေးချယ်ရှာရှိတယ်နံပါတ်1ချက်ကဘာလဲဆိုရင်အိမ်တော်မပြုတ်ဘဲနဲ့လူပြိုကြီးအပြိုကြီးဘဝနဲ့တလုံးနေသွားခြင်းလဲရတယ်ဘာဖြစ်လို့ဆိုကိုယ်မှာငွေရှိတယ်လေဆိုတော့လူပြိုကြီးပိုကြီးဘဝနဲ့နေသွားခြင်းလဲရတယ်နောက်နံပါတ်2ချက်ကအိမ်တော်ပြုတ်ပြီးတရနေခြင်းလဲရတယ်အဲ့ဒီချက်ကိုပြောရပေးမယ်နံပါတ်1ချက်အိမ်တော်မပြုတ်ဘဲနဲ့တရနေမယ်ဘဝမှာပျော်ရွှင်စွာဖြတ်တန်းမယ်နောက်ခံဘက်ဂရောင်းလဲကောင်းတယ်အဲ့ဒီမှာငွေရှိလာပြီလေငွေရှိလာပြီဆိုတဲ့အတွက်နောက်ကဘက်ဂရောင်းလဲကောင်းတယ်တရဖြတ်တန်းမယ်စပိန်လေးစီးမယ်ရေလေးကူးမယ်ရှောက်သွားမယ်လမ်းမှာတွေ့တဲ့ကလေးတွေကိုစမယ်ပြီးရင်ကဘာပတ်မယ်မြန်မာပြည်အနက်ရှောက်လဲမယ်ဗျာတရားတွေထိုင်မယ်ပြောချင်တာပြောမယ်ရုပ်ရှင်ရိုက်ချင်ရိုက်မယ်မရိုက်ချင်မရိုက်ဘူးနောက်မှရှိနေတဲ့ကိုယ့်ရဲ့မန်နေဂျာတယောက်ထားမယ်ကိုယ့်ရဲ့အမျိုးတွေကအမလားညီမလားဒါမှမဟုတ်မကျင်တဲ့ဘူးဆိုတခြားလူတယောက်လည်းထားလို့ရတယ်အဲ့လိုမျိုးပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းလို့ရတယ်ဘာတွေမျောလင့်တာမင်းကရလာနေဝေးမှာမဟုတ်တာနောက်တစ်ချက်ဗျာနောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်မင်းအိမ်အောင်ပြုတ်ချင်လာရတယ်အသက်50ကျော်မှအိမ်အောင်ပြုတ်ချင်လဲရတယ်ကွာအဲ့ဒီအချိန်မှာအိမ်အောင်ပြုတ်ပြီးတော့မှတရနဲ့ဖြတ်တန်းမယ်မိသားစုဘဝကိုကလေးတွေယူမယ်ကွာကိုယ့်ရဲ့လက်ဧကကြီးတွေလည်းအများကြီးပိုင်ဆိုင်နဲ့နေမယ်တိုက်ကြီးကိုလည်းတောင်းနဲ့ချီပြီးတော့မှစောက်မယ်အဲ့ဒီတိုက်ထဲမှာတိုက်ချန်ကြီးဝင်းထဲမှာလည်းပန်းချန်တွေရှိမယ်ရေတကုံတွေရှိမယ်တရဘဝကိုဖြတ်တန်းမယ်ပြီးလို့ရှိရင်အဲ့အိမ်ထဲမှာလည်းကဘာပေါ်မှာတန်ဖိုးကြီးပါတယ်ဆိုတဲ့ကျွန်းတစ်တဲ့တန်ဖိုးကြီးတဲ့တမလန်းအသားတွေနဲ့လည်းစတီခုံတွေကိုလုံမယ်ဆိုတော့ဘဝကိုတရနဲ့ဖြတ်တန်းလို့ရတယ်ဘာတွေမျောလဲတာမင်းကဥမျိုးတန်မှာမဟုတ်တာ